မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အာသွန်းနာကြောင့်ဘက်ထရီပြတ်တတ်တဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်။မီးကတောက်လျှောက်လာနေလို့ဆိုပြီးတော့ဘက်ထရီကိုတောက်လျှောက်အားမသွင်းသင့်ပါဘူးခင်ဗျာ။ဘက်ထရီကိုတောက်လျှောက်အားသွင်းခြင်းက overcharge ဖြစ်စေပြီးတော့အစစ်ခံလို့အိုပွင့်နိုင်ပါတယ်။ဒါ့အပြင်အစစ်ခံတာကြောင့်ဘက်ထရီရဲ့ခဲတိုင်ခေါင်းတွေမှာ sulfate တက်တာခဲကျိုးတက်တာဖြစ်ပြီးတော့ဘက်ထရီရဲ့လုံဆောင်နိုင်စွမ်း capacity ကျသွားတာမျိုးဖြစ်နိုင်ပါတယ်။ပြီးတော့ဘက်ထရီတက်တန်းလဲတိုးစေနိုင်တာပေါ့နော်အထူးသဖြင့်ညပိုင်းမှာမီးအသုံးနေကြတဲ့အချိန်လေးညပိုင်းဆိုတာအဲ့ချိန်မှာဘက်ထရီဝင်တဲ့အားကပုံမှန်နေကင်းပိုင်းမှာဝင်ရင်10 ampere လောက်နဲ့ဝင်နေဆိုပေမဲ့ညပိုင်းမှာကျအသုံးနေတော့သူက ampere မြင့်သွားတယ်အဲ့ဒီလို ampere မြင့်နဲ့ဝင်လိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့မီးအားစောင့်ဝင်သလိုဖြစ်ပြီးတော့အစစ်ကပို့ပြီးတော့ပွက်သလိုဘက်ထရီလည်းပုံနာပါတယ်အိုးပူတာပုံမြန်ပါတယ်ခင်ဗျာတချို့ကလည်းဘက်ထရီအားသွင်းတဲ့အခါမှာအိုးပူမှအားပြေးတာလို့ထင်နေကြပါတယ်တကယ်တော့ဘက်ထရီအိုးပူတယ်ဆိုတာကဘက်ထရီအိုးကိုမြန်မြန်ပြည့်စည်နိုင်တဲ့အချက်ထဲမှာပါပါတယ်ကျွန်တော်တို့ဘက်ထရီအိုးတွေကိုအသုံးမပြုခင်မှာထားမယ်ဆိုရင်တောင်မှအပူမလွန်ခဲ့တဲ့နေရာကိုထားရမယ်ဆိုတာမျိုးသတ်မှတ်ချက်ရှိပါတယ်အခုလိုမျိုးအားသွင်းပြီးရင်လည်းအိုးပူတယ်ဆိုတာကအာသွင်းတဲ့ ampere ကနည်းနည်းမြင့်နေတာဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်အထက်ကအစစ်ကအရင်ပြင်းနေတာဖြစ်နိုင်တယ်ပေါ့နော်ဒီအစစ်အိုးတွေကိုအာသွင်းမှုတွေသူရဲ့အာသွင်း ampere သတ်မှတ်ချက်ကလည်းရှိပါတယ်ပြောမှဆိုရင်ဘက်ထရီရဲ့အာသွင်း ampere ကဘက်ထရီ ampere ရဲ့ 10% ကိုပဲအသုံးပြုသင့်တယ်ပေါ့နော်ဥမာ100 ampere အိုးဆိုရင်10 ampere လောက်နဲ့ပဲအားသွင်းသင့်တယ်ဆိုတဲ့သတ်မှတ်ချက်မျိုးရှိပါတယ်ဒါကြောင့်ဘက်ထရီကိုတောက်လျှောက်အားသွင်းခြင်းကလည်းအဆင်မပြေလို့အထူးသဖြင့်ညပိုင်းနေဆိုရင်အားမသွင်းပါနဲ့လို့မှာပြစီခင်ဗျာဒီလိုမျိုးတောက်လျှောက်အားသွင်းခြင်းကြောင့်ဘက်ထရီကိုပြည့်စည်နိုင်တယ်လို့ ampere မြင့်မြင့်နဲ့အားသွင်းခြင်းကလည်းမီးအားစောင့်တက်တယ်လို့စောင့်ဝင်တယ်လို့မျိုးဖြစ်စေပြီးတော့ဘက်ထရီကိုအလင်းမြန်ပျက်စီးစေပါတယ်ခင်ဗျာ